အားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမရဲ့ YouTube channel ကနေဒဏ္ဍာရီအကြောင်းတွေရာဇဝင်အကြောင်းတွေနဲ့တခြားသောစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့် like and subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်ရှင်ကျမဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့မကြသေးခင်က social media မှာပြန့်နှံ့သွားတဲ့Oh gosh လို့ခေါ်တဲ့ဒီမကောင်းဆိုးဝါးရုပ်ထုတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ရှင်။ Oh gosh ဆိုတာအင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာနှစ်တစ်ကူပွဲတော်ဖြစ်တဲ့ညေပီတိတ်ဆိတ်ချင်းဆိုပြီးအဓိပ္ပာယ်ရတဲ့ထိုနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့အထိမ့်အမှတ်အဖြစ်တည်ဆောက်ထားတဲ့ကြီးမားပြီးအထင်ကြီးစရာကောင်းကတခါတရံမှာလဲကြောက်စရာကောင်းတဲ့ရုပ်ထုတွေပဲဖြစ်ပါတယ်ရှင်။ Oh gosh တွေဟာမကောင်းတဲ့နတ်ဆိုးတွေအပြတ်သဘောဆောင်တဲ့စွမ်းရည်တွေနဲ့လွန်ခဲ့တဲ့နှစ်ကစုပုံလာခဲ့တဲ့မကောင်းတဲ့အရာတွေဒါမှမဟုတ်ညဉ့်ညမ်းမှုတွေကိုကိုးစားပြုပါတယ်။သူတို့ဟာဒဏ္ဍာရီလာဘလူးတွေတတဝါတွေဒါမှမဟုတ်လက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာတွေဒါမှမဟုတ်ပုံကိုယ်တွေကိုပုံဖော်နိုင်ပါတယ်။ Oh gosh တွေကိုဖန်တီးပြီးလှည့်လည်ပြသခြင်းဟာညေပီရဲ့အကျိုးနေ့မှာပန်ဂရူပူကန်လို့ခေါ်တဲ့ထုံးတမ်းစင်လာအရပြုလုပ်တာမျိုးဖြစ်ပါတယ်။ဒီဆူညံပြီးတက်ကြတဲ့ပွဲဟာညေပီနေ့မှာလိုက်နာရမယ်တိတ်ဆိတ်မှုနဲ့တော့ဆန့်ကျင်ဘက်ပါပဲ။ရွာစီမှာရှိတဲ့လူငယ်တွေဟာဝါစက်ကူနဲ့တခြားပစ္စည်းတွေကိုအသုံးပြုပြီးဒီအသေးစိတ်ရုပ်ထုတွေကိုဒီဇိုင်းထုတ်ကာတိဆောက်ဖို့ရတရဘတ်နဲ့လာပေါင်းများစွာအတူတကွလှုပ်ဆောင်ကြပါတယ်။ဒီလုပ်ငန်းစဉ်ဟာရက်ရွာရဲ့စီးလုံးညီညွတ်မှုနဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။မြေပီရဲ့အကျိုးနေ့လေဒါမှမဟုတ်ညနေပိုင်းမှာ Oh gosh တွေကိုရွာတွေနဲ့မြို့တွေရဲ့လမ်းမတွေပေါ်မှာတက်ကြွစွာလှည့်လည်ပြသတတ်ကြပါတယ်။တဲဆောင်သူတွေဟာရိုးရာဂီတအဖွဲ့ဖြစ်တဲ့ဂမ်မီလန်ရဲ့ကျဲလောင်တဲ့တေးဂီတတွေနဲ့မီးရှူမီးပန်းတွေရဲ့အတန်တွေနဲ့အတူရုပ်ထုတွေကိုလှည့်ပတ်ပြီးခါရမ်းကြပါတယ်။ဒီဆူညံမှုဟာမကောင်းတဲ့နတ်ဆိုးတွေကိုကြောက်လန့်စေဖို့ရည်ရွယ်ပါတယ်။ Oh gosh ထုံးနှန်းရဲ့အထွတ်ထိပ်အနေနဲ့ပုံမှန်အားဖြင့်တုတ်တန်မှာလူအများရှိမှာရုပ်ထုတွေကိုမီးရှို့တတ်ကြပါတယ်။ဒီလုပ်ရဟာမကောင်းတဲ့စွမ်းရည်တွေကိုဖျက်ဆီးခြင်းနဲ့ဘာလီရဲ့စာကာပြက်ကလေးအရနှစ်သက်မစတင်ခင်ရက်ရွာနဲ့ပတ်ဝန်းကျင်ကိုတန့်စင်ခြင်းရဲ့သင်္ကေတဖြစ်ပါတယ်။အတူချုပ်ပြောရရင် Oh gosh တွေဟာဘာလီလူမျိုးတွေအတွက်အပြတ်သဘောကိုရင်ဆိုင်ပြီးဖယ်ရှားပစ်ဖို့ငြိမ်းချမ်းပြီးအတွင်းကိုငုံကြည့်တတ်တဲ့ညေပီနေ့ကိုမဝင်ရောက်ခင်ဝိညာဉ်ရေးရလေထုကိုတန့်စင်ဖို့အားကောင်းတဲ့အမြင်နဲ့ထုံးတမ်းစင်လာရလှုပ်ဆောင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။